ချက်ကွန်ညံကုန်းရဲ့စင်တစ်ဖက်မြင့်တစ်ဖက်စာအုပ်ထဲမှာဖွတ်တွေဖိတ်တဲ့ပွဲမိချောင်းတွေဟာရှာရှည်တယ်ဆိုတာဟုတ်မယ်အဲ့ဒီနေ့ကချက်နဲ့မိချောင်းနဲ့တွေ့တော့ဆိုင်းမစင်ပုံမစင်ဆိုသလိုမိချောင်းကစလို့ချက်ကိုပြောနေလိုက်တာများဘာအကြောင်းမှတ်တော့ယာမလက္ခဏာဇတ်ယာမလက္ခဏာဇတ်မှာမှလေးတင်ကန်းကိုဦးစားပေးပြီးပြောနေခဲ့တာခမဆရာကြီးချက်ယာမမင်းသားဟာလေးတွင်ပွဲကိုဖိတ်စာမရပဲရောက်သွားတာဗျဟုတ်ပါတယ်မိချောင်းမမှားပါဘူးတကယ်လေယာမကဖိတ်စာမှမရတာမိထီလာပြည်ရှင်ဇနကမင်းကြီးဟာပင်လေကန်းဆက်ကနေကောက်ရလာခဲ့တဲ့သူ့ရဲ့မွေးစားသမီးတီးရာအရွယ်ရောက်လို့ပြိုင်ဆန်ကင်းအောင်လှပကြောင်းသတိပြုမိတဲ့အခါဘိုးကြီးတစ်ထောင်တင်မှရတဲ့လေးကိုတင်နိုင်တဲ့သူနဲ့လက်ဆက်ပေးဖို့အတွက်လေးတင်ပွဲကျင်းပမယ်အကြောင်းတရားတစ်ပါးသောမင်းသားတို့ကိုဖိတ်စာပို့ခဲ့လေရောမဟုတ်လားဒီတုန်းကယာမကညီတော်လက္ခဏာနဲ့အတူတောထဲမှာသတင်းသုံးနေတဲ့ဂေါ်ရန်ယတိကြီးစီရောက်နေတာကာကဝနဆိုတဲ့ကြီးကိုနှိမ်နှင်းဖို့ဒီတော့ဘယ်နဲ့လုပ်ပြီးလေးတင်ပွဲဖိတ်စာရပါလိမ့်မလဲဒါပေမဲ့ဂေါ်ရန်ယတိကဖိတ်စာရမရသွားကြည့်ရအောင်လကွာဆိုလို့ရောက်သွားကြရာကလေးကိုမတင်နိုင်တော့လေမနိုင်တဲ့ဒတ္တဂီရီရဲ့မောက်မာဝင်ကြွနေတဲ့ဟန်ပန်ကိုတောက်မြင်ကပ်ခါလေးတင်ပွဲမှာအထူးခွင့်ရရဝင်ပြိုင်ရာကမာလဲမနိုင်တင်လဲတင်နိုင်သူယာမဟာတီရာမင်းသမီးနဲ့လက်ဆက်ခွင့်ရသွားပြီတာမဟုတ်လားဒါကြောင့်ယာမဟာဖိတ်စာမရပဲလေးတင်ပွဲကိုရောက်သွားတာမိချောင်းကအဲ့ဒီသဘောကိုအလေးထားပြီးပြောတာတကယ်ကလောကမှာဘာဖိတ်စာမှမလိုဘူးဗျမိချောင်းကဖိတ်စာနဲ့ပတ်သက်လို့တော်တော်လေးခံပြင်းနေပုံရပါတယ်ယာမဇက်ကိုရှာရှည်ပြီးပြန်ပြောနေတာကလည်းအဲ့ဒီဖိတ်စာရမှုမရမှုကိုပြောကျင်တာကြောင့်ပြန်ပြောနေတဲ့ပုံစံပါဘယ်တော်ကဖိတ်ကြလို့ဘာအတွက်ဖိတ်မှန်တကားပြုလာတာမှန်းလည်းမသိဘယ်သူတွေကဖိတ်စာရလို့ဘယ်သူတွေကဖိတ်စာမရမှန်းလည်းမသိဒေါသမီရင်ကိုအနှဲငယ်မှိန်လိုက်ပါအဆွေမိကြောင့်ဘက်နာတို့ဖြစ်သည်ကိုအကျဲရှင်းပါလေဤတွင်မိချောင်းကချက်ကွန်ညံကုန်းကိုစစ်စစ်ကြီးကပြောလိုက်ပုံကအခုကျင်းပနေတဲ့တွားတရဝါညီလာခံကိုတွားကြည့်ပါလားဟုလို့တွားတရဝါညီလာခံဆိုတာအခြားမဟုတ်ပါဘူးတောကိုဥဆောင်နေတဲ့ဒေါင်းမကလေးတို့အဖွဲ့ကသူတို့စိတ်ကူးပေါ်ရာတရဝါအစုကလေးတွေနဲ့မကြာတွေးဆုံဆွေးနွေးလေးရှိတာမို့အခုတစ်ခေါက်တွားတရဝါတွေနဲ့ဆုံဖို့အလှည့်ကြပြီးညီလာခံတပင်ဆင်နွဲကစကားစမီပြောဆိုကြတာမို့အဲ့ဒီပွဲကိုတွားကြည့်ပါလားလို့မိချောင်းကတိုက်တွန်းတာပါဟုတ်ပါချက်ကွန်ညံကုန်းလဲဖိတ်စာကိစ္စဘက်နဲ့တို့ဆက်ပါလိမ့်လို့သိကျင်တာနဲ့အဲ့ဒီဒေါင်းငှက်တွေနဲ့တွားတရဝါတွေတွေ့ဆုံကြတဲ့တလိษံညီလာခံရှိရာစီထွက်လာခဲ့ပါလေရောချက်ပထမဦးဆုံးတွေ့မြင်မိတာကပုတ်တင်ညိုကြီးတွေဗျလက်ထဲမှာဖိတ်စာကလေးတွေကိုစီကင်လို့နောက်ထပ်မြင်မိတဲ့တရဝါတွေကကင်းလိတ်ချောတွေဒင်းတို့ကလည်းလက်ထဲမှာဖိတ်စာကလေးတွေကိုစီနဲ့ပါပဲနေအောင်ပူတက်ကလေးတွေလည်းတွေ့တယ်ဖိတ်စာကိုစီနဲ့တောက်တဲ့ကြီးတွေကသူ့အစုနဲ့သူစကားတွေတူထိုးနေကြတာချက်ကအိမ်မြောင်ကလေးတွေကြတော့အကောင်ငယ်လွန်းလို့ခြံထားမယ်ထင်နေတာပါတဗျာတွားတရဝါညီလာခံမှာလောလောဆယ်တော့ဒေါင်းငှက်တွေရောက်မလာသေးဘူးရောက်တာနဲ့ညီလာခံကစမှာအဲ့ဒါမှချက်ကသတိထားမိလိုက်တာဟုတ်တယ်မိချောင်းတွေမပါဘူးဗျတွားတရဝါညီလာခံဆိုပြီး
ဘက်နဲ့သူဖြစ်ရပြန်တာပါလေမိเจ้าကတွားတရားပဲဥစ္စာဒါမှမင်းသားဖိတ်စာမရပဲလေးတင်ပွဲတွားတယ်မဟုတ်လားဘာလားဆိုပြီးပွားစီဖြစ်နေခဲ့တာလေဒါနဲ့ညီလာခံထဲကိုဒေါင်းတွေလည်းဝင်လာရောညနေတိတောင်းမကလေးတစ်ကောင်နဲ့တွေ့တော့ချက်ကမေးမိပါတယ်တွားတရားညီလာခံဆိုပြီးမိเจ้าကဘာဖြစ်လို့မပါရတာတုံးလဗျာလို့တော်တော်ကိုအံ့ဩသွားပုံရသည်ဗျတောင်းမကလေးကအော်မသိရပါလားဘယ်နာဖြစ်ပါလိမ့်ဖိတ်စာကဖုတ်ကိုစီစဉ်ခိုင်းတာလေပညာရှိသတိဖြစ်ခဲမြန်ဖြစ်လေရောသလားတဲ့အနိုးကလေးဆိုရင်ဖြင့်ချက်သဘောပေါက်လိုက်ပြီဖုတ်ဖိတ်တဲ့စရင်ထဲမှာမိเจ้าမပါတဲ့ကိစ္စမိเจ้าကသူ့ထက်အကောင်ကြီးနေလေတော့တွားတရားညီလာခံမှာမိเจ้าကိုခြံထားမှဖုတ်ကအပြန်စားဖြစ်တော့မှာပေါ့ဒါကြောင့်မိเจ้าတွေကိုတမင်ချမ်းပြီးညီလာခံဖိတ်စာတွေသူစီစဉ်ခဲ့တာပေါ့စာပေလောကဂီတလောကရုပ်ရှင်လောကစီးပွားရေးလောကလူမှုရေးလောကတဲကိုစုံနာမြိုင်တဲကဖွတ်တွေဝင်လာမှကြောက်ရတယ်ဖွတ်တွေဟာသူတို့မလိုတဲ့အကောင်တွေကိုခြံပြီးအမြဲတမ်းဖိတ်စာဝေတတ်တာပါစီခြင်းတဲ့တရားပါပြီးမပါစီခြင်းတဲ့တရားမပါလီအောင်ဖိတ်တတ်တဲ့ဖွတ်တွေလက်ထဲဖိတ်စာထည့်ထားမှတော့ရကုံတွင်းဟာဒုံရင်းကဒုံရင်းပါ